အဲ့ဒီနေရာကိုအကြမ်းဖက်အုပ်စုတွေဒီကနေ့ဝင်တိုက်သွားတယ်ဝင်တိုက်သွားတော့ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်အားလုံး14ယောက်ဖမ်းဆီးခြင်းခံရတယ်အမှကျွန်တော်တို့တနက်တွေပါသွားတယ်ကြီးစံများစွာပါသွားတယ်အဲ့ဒီအခြေအနေတွေဖြစ်ခဲ့တယ်ဒီအပိုင်းမှာကျွန်တော်တို့တနိုင်ငံလုံးမှာတက်မတော်ကအောင်မြင်မှုတွေအများကြီးရတယ်အောင်မြင်မှုတွေရပြီးတော့ဘယ်လိုဖြစ်လဲနောက်ကျွမ်းတဲ့ပတ်ပြီးဖိနိုင်ခံတယ်ဖြစ်နေဒါကျွန်တော်လက်ရှိတာဖိနိုင်ခံတော့ဗျာတက်မတော်ကကျွန်တော်ရှေ့မှာကျွန်တော်အောင်မြင်မှုတွေအများကြီးပဲခင်ဗျာချင်းမိနဲ့တောင်ပိုင်းချင်းမိနဲ့မြောက်ပိုင်းလက်ရှိကျွန်တော်တို့ငအိုးရွှေကူဒီလမ်းကြောလုံးတက်ကထိချုပ်ပြီးသွားပြီဒီကနေဆက်ပြီးတော့တက်မတော်ကဒီရွှေကူကနေတခါထပ်ပြီးတော့ကျွန်တော်တို့ဗမော်ရရှိထပ်ပြီးထိုးစစ်ဆင်နေတယ်ဗမော်ရသွားပြီဆိုတော့ကျွန်တော်ဗမော်ကနေပြီးလိုင်းစာကိုကျွန်တော်တို့ကကောင်းကောင်းကြီးကျွန်တော်တုတ်တင်လို့ရသွားပြီပြီးလည်းပဲကျွန်တော်ကင်းမီနဲ့မှာဆိုလည်းပဲတက်မတော်ရဲ့အောင်ပွဲတွေအများကြီးပဲမွန်မီနဲ့မှာဆိုလည်းအများကြီးပဲတက်မတော်ရဲ့အောင်ပွဲတွေကခင်ဗျာနေရာအနှံ့ပဲသို့တော်လည်းပဲခင်ဗျာဒီပခုတ်ကူခရိုင်ထဲမှာဟိုကျွန်တော်တို့ဖိနိုင်ခံနေရတယ်ကျွန်တော်ဒါဖိနိုင်ခံနေပြောတာပေါ့ကျွန်တော်တို့နေမြေမှာရှိရကျွန်တော်တို့ဟိုတငယ်ချင်းတွေပြောတဲ့ကမှာတငယ်ချင်းကဘာဖြစ်လဲအဲ့ဒါဖိနိုင်ခံတာကွာဒါကျွန်တော်တို့ပြောနေကြစကားတွေပေါ့ဒါကျွန်တော်တို့ဒါဖိနိုင်ခံတာပြောချင်တာလဲဆိုတော့မြစ်ချီကတော့ဦးစင်းကနေကတနာရီလောက်ကလေးကတရင်ရထားပါတယ်မြစ်ချီကြပါပြီဆိုတာကြပါပြီဆိုဒီတိုင်းနေတော့ကြောက်အောင်ပါပဲဒီတိုင်းနေတော့ကြောက်အောင်ပါပဲတော်ပြီကြာနေမှာပဲဗျာနော်ဒီတိုင်းဘာမှမလုပ်ဖဲနဲ့နေလို့ကတော့အမကိုပါဘူးလေအောက်မှာလဲဟုတ်လားနော်ရက်တရားစီမံကိန်းကထူးခြားလာမှာပါနော်ထူးခြားတော့လာမှာပါဒါမျိုးတွေနိုင်မျိုးတို့ပေါ့မျိုးတို့မကြရင်ကံကောင်းဆိုပြောရမယ်ကိစ္စမှုထမ်းစင့်ခေါ်ကန်ရတဲ့လူငယ်တွေကိုဖမ်းဝရမ်းထုတ်တဲ့စာတစ်စောင်ထွက်ပေါ်လာပါတယ်။စကိုင်းတိုင်းဒေသကြီးနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလီရှိမြို့နယ်ကစစ်မှုထမ်းစင့်ခေါ်ခံရတဲ့လူငယ်တွေကိုမြို့နယ်တရားရုံးကဖမ်းဝရမ်းထုတ်လိုက်တာပါ။ထွက်ပေါ်လာတဲ့စာထဲမှာမြို့နယ်တရားသူကြီးကလက်မှတ်ထိုးထားပါတယ်။ဒါဟာစစ်ကောင်စီပြောတဲ့မိမိစန္ဒအယစစ်မှုထမ်းခြင်းဆိုတာနဲ့ကွဲလွဲနေပါတယ်။စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ခြင်းကစ၍လူငယ်အများပြားဟာအိမ်နီးချင်းနိုင်ငံတွေစီထွက်ခွာတိမ်းရှောင်နေကြရတာပါ။ဦးတိုင်းဒေသကြီးရေဒါရှေမြို့နယ်စွာမြို့အေးတာယာရွာအတွင်းသို့16လ2026နေ့လယ်အချိန်တွင်ကာမီကာစီဒရုန်းကြားရောက်ပောက်ခွဲခဲ့ပါတယ်။စွာနေမြေရဲစခန်းမှလွတ်တင်သည်ဟုယူဆရသောကာမီကာစီအမျိုးအစားအသေးခံဒရုန်းတစ်စီးသည်စွာမြို့ငါးကြီးခွေကျေးရွာအုပ်စုရွာသားယာကျေးရွာအောင်ထူးချုံဘော်ဒါအနီးမုတ်ဆိုင်ပြီးသို့ပြက်ကျကြားရောက်ပောက်ခွဲခဲ့ပါတယ်။ရွာသားယာကျေးရွာနီအငိမ့်စားရဲ့ဥရွှေကျုံနှင့်နှလုံးဒီရောင်တော်လူငယ်တဦးတို့မစိုးရိမ်တန်ရာရရှိခဲ့ပြီးလူနာတင်ကားဖြင့်ဆေးရုံသို့ပို့ဆောင်ခဲ့ပါတယ်။လက်ရှိတိုက်ပွဲဖြစ်ပွားနေသောပီတောက်ကုန်းကျွန်းကုန်းရေငန်းနှင့်အနီးတစ်ဝိုက်ကြီးရွာများအားဒရုန်းများစူးစိုက်ဒရုန်းများလက်နက်ကြီးပစ်ကူအပြင် Jet Fighter နဲ့ MI-35 ကူပါအသုံးပြုတိုက်ခိုက်နေတာပါ။